အားလုံးမင်္ဂလာပါ Big Six Soccer and Sport Channel ကနေတင်တော့ကိုຫນွေတွေဆိုတာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့အနေနဲ့ England Premier League ရဲ့ပထမပွဲစဉ်နောက်ဆုံးပွဲဖြစ်တဲ့ Fulham နဲ့ Chelsea ပွဲကြိုသုံးသက်ချက်ကိုပြောပြချင်ပါတယ်ကံမဲ့အချိန်ကတော့သူတို့ရဲ့စံတော်ချိန်တနင်္လာနေ့ညနေ8:00 နာရီဖြစ်ပါတယ်ကံမဲ့နေရတော့ Fulham ရဲ့ကွင်းဖြစ်တဲ့ London မြို့Craven Cottage ကွင်းမှာကံမှာဖြစ်ပါတယ်မြန်မာစံတော်ချိန်ကြတော့ကျွန်တော်တို့ဩဂုတ်လ25ရက်နေ့နော်မနေ့အစောကြီးတနာရီခွဲဖြစ်ပါတယ်အင်္ဂလန်ရဲ့စံတော်ချိန်ကတော့ည8:00 နာရီဖြစ်တယ်မြန်မာစံတော်ချိန်တော့နော်25ရက်နေ့အင်္ဂါနေ့မနေ့အစောကြီးတနာရီခွဲဖြစ်ပါတယ်နောက်ဆုံး5ချိန်တွေ့ဆုံမှုကြည့်မယ်ဆိုရင်5ချိန်စလုံးက Premier League ဖြစ်တာတွေ့ရတယ်January လ9ရက်2026မှာ Fulham ကွင်းမှာတွေ့တယ် Fulham က Chelsea ကို2 goal နဲ့နိုင်တယ်အဲ့ဒါမတင်ခင်ဩဂုတ်လ30 2025မှာနော်ကျွန်တော်ပြောမယ်ဆိုရင်တနစ်ရှိပြီ Chelsea ကွင်းမှာ Chelsea က Fulham ကို2 goal နဲ့နိုင်တယ်April 2025မှာ Fulham ကသူ့ကွင်းမှာ Chelsea ကို2 goal နဲ့ရှုံးတယ်အဲ့ဒါမတိုင်ခင်ကတော့ January 1ရက်2025မှာ Chelsea ကသူ့ကွင်းမှာ Fulham ကို2 goal နဲ့နိုင်တယ်ပြီးတော့မေလ2024မှာ Chelsea ကသူ့ကွင်းမှာ Fulham ကို5 goal နဲ့နိုင်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့အားလုံးခြုံကြည့်မယ်ဆိုရင်နောက်ဆုံး5ပွဲမှာ Fulham က1ပွဲနိုင်တယ် Chelsea က3ပွဲနိုင်တယ်1ပွဲတည်ဖြစ်တယ်ဒါပေမဲ့နောက်ဆုံးကန်တဲ့တော့ဒီ2026January မှာတော့ Fulham ကသူ့ကွင်းမှာ Chelsea ကို2 goal နဲ့နိုင်ထားတယ်အဲ့တွေကြောင့်ကျွန်တော်တို့ခြုံကြည့်မယ်ဆိုရင် Fulham 1ပွဲနိုင်တယ် Chelsea 3ပွဲနိုင်တယ်ဒီတပွဲတည်ဖြစ်တယ်တွေ့ရတယ် Chelsea က10 goal ရတယ် Fulham က5 goal ရကျွန်တော်ဒီပွဲမှာဘယ်သူတွေပါမလဲဘယ်သူတွေဒဏ်ရာရလဲဘယ်လိုသူတွေပွဲပယ်ရလဲဆိုတော့ Fulham ဘက်မှာTom Kane ဒဏ်ရာရတဲ့အတွက်ကြောင့်ပါနိုင်မှာမဟုတ်ဘူးပထမအဖွင့်ပွဲနဲ့လိုင်းမှာဖြစ်တယ် Chelsea ဘက်မှာကျတော့ Wesley Fofana ပွဲပဲဖြစ်တယ် Alexandro Anselmino ကဒဏ်ရာရတယ် Jordan Henderson ကကြန့်ခိုင်မှုမပြည့်စုံဘူး Emmanuel Imaga ကတော့သူလည်းကြန့်ခိုင်မှုစိုးရိမ်စရာရှိတယ်Nicholas Jackson ရဲ့ Liam Delap ရဲ့ Mikhailo Modric တို့ကြတော့ကျွန်တော်အနေနဲ့ကန်ခါနီတကယ် confirm line up ဖြစ်တဲ့ခါကျမှဒီလူတွေပါလားမပါလားကျွန်တော်တို့သိရမယ်နံပါတ်3မှာကြတော့ Fulham ရဲ့အားတာချက်အားနဲ့ချက်ကြည့်မယ်ဆိုရင်အားတာချက်ကတော့ England သူတို့ England Craven Cottage မှာကန်ရမယ် Chelsea ကိုနောက်ဆုံးသူတို့အင်ကွင်းမှာ January လမှာ2 goal နဲ့နိုင်ထားတယ်ပြီးတော့เนาะ4နဲ့3တက်နဲ့ကန်တဲ့ခါမှာသူတို့ရဲ့ midfield နဲ့ရောက်တဲ့ defensive တော့ကောင်းတယ်ပြီးတော့ counter attack နဲ့ Chelsea ကိုသူတို့အနေနဲ့Chelsea ရဲ့ high defense line ကိုထိုးပေါက်မှာဖြစ်တယ် Fulham ရဲ့အားနည်းချက်ကတော့ Raul Jimenez နဲ့ Harry Wilson တို့ထွက်ခွာတဲ့အတွက်ကြောင့်ဒီတိုက်စစ်မှာเนาะလူတစ်တွေအတွေ့အကြုံမရှိသေးဘူး squad အသစ်ဖြစ်တဲ့အတွက်ကြောင့် chemistry မိမှာမဟုတ်သေးဘူးပြီးတော့ manager လည်း Alvaro Arbeloa ဖြစ်တဲ့အတွက်ကြောင့် Premier League မှာတွေ့ပထမဦးဆုံးเนาะ Fulham ကိုနီးပြပေးဖို့ဖြစ်တယ်အဲ့အတွက်ကြောင့်သူအနေနဲ့ tactical ပိုင်းမှာဒီညှိနှိုင်းယူရမှာဖြစ်တယ် Chelsea ရဲ့အားတာချက်အားနည်းချက်ကြည့်မယ်ဆိုရင် Cole Palmer ဟာ creativity ကောင်းတယ် final touch မှာเนาะတော်တော်ကောင်းတယ်ပြီးတော့ Enzo Fernandez နဲ့ Moses Caicedo ရဲ့အလဲတန်းခံစစ်နှစ်ဦးကလည်းတော်တော်ကောင်းတယ်ဆိုတာတွေ့ရတယ်သူတို့နှစ်ဦးပေါင်းပြီးတော့Chelsea က squad that ကောင်းတယ် Xavi Alonso ရဲ့เนาะသူ့ရဲ့နီးဗျူဟာက flexible เนาะပြောင်းလဲပြင်လွယ်ဖြစ်တယ်
သူကတော့3လေးနှစ်တဲ့ကစားမှာဖြစ်တယ်ခိုးပါမကိုတိုက်စစ်မှုကြောင့်ပက်ဒရိုနောက်မှာလွတ်လွတ်လပ်လပ်ကစားခိုင်းမှာဖြစ်ပါတယ်အားနေချက်ကြတော့ဇာဘီအလွန်ဆိုရဲ့ပရီးမီးယားလိဂ်ပထမဦးဆုံးတရားဝင်ပွဲဖြစ်တယ်ဖိုဖာနာပွဲပဲခန္ဓာသူတို့အတွက်ခံစစ်မှာအားနေချက်ဖြစ်တယ်ဟန်ဒါဆန်အမီဂါတို့အနေနဲ့ fitness မကောင်းတဲ့အတွက်ကြောင့်ပါနိုင်မှာမဟုတ်သေးဘူးပြီးတော့ squad အပြောင်းလဲများပြီးတော့ tactical chemistry Chelsea လဲမပြည့်စုံနိုင်သေးဘူးဆိုတာတွေ့ရတယ်နံပါတ်5မှာเนาะဖူလာမ်ရဲ့ဖြစ်နိုင်ပွဲ line up ကတော့ 4-2-3-1 ဂိုးမှာလဲလီနိုနောက်သား၄ယောက်မှာ Castani Quensa ဘာဆေးနဲ့ Robinson တို့ဖြစ်မယ်2ယောက်တန်းမှာ Bach နဲ့ Ibowe 3ယောက်တန်းမှာ Bob King နဲ့ Palacio ပြီးတော့အထောင်မှာ Gonzalo Garcia တို့ဖြစ်မယ်ဆိုတာတွေ့ရ Fort Move ရဲ့နောက်ဆုံး11မှာကြတော့ Fulham နှစ်3နဲ့ကစားမယ်လို့ Fort Move ကခံမှန်းထားတယ် Chelsea ကတော့3-4နှစ်နဲ့ကစားမယ်ဘာဖြစ်လို့လဲဆိုတော့ Xabi Alonso 3တဲ့နီးဖြစ်တယ်ဂိုးမှာတော့ Robert Sanchez နောက်သားလေး3ယောက်မှာကြတော့ James ရယ် Lacrosse ရယ် Colwill ရယ်အလေတန်းလေးယောက်မှာကြ Palestra ရယ် Caicedo ရယ် Enzo Fernandez နဲ့ Neto ဖြစ်နိုင်တယ်ပြီးတော့2ယောက်တန်းမှာကြတော့ Morgan Rogers နဲ့Cole Palmer ဖြစ်မယ်အထောင်မှာတော့ Joao Pedro အခုဒါတွေကတော့တရားဝင် line up ဘယ်မှာမှမထွက်သေးတဲ့အတွက်ကြောင့်ခံမှန်း line up ဖြစ်ပါတယ်ပြီးတော့ Chelsea အနေနဲ့ Sanchez တို့ James တို့ Lacrosse တို့ Colwill တို့ Enzo Fernandez တို့ Caicedo တို့เนาะဒီလူအနေနဲ့ဒီလူတွေဟာเนาะပါကိုပါရမယ်ဆိုတဲ့သဘောနဲ့เนาะခံမှန်းထားတဲ့လူတွေဖြစ်တယ်ဂိုးကတော့ Fulham တဂိုး Chelsea 2ဂိုးဆိုပြီးတော့ခံမှန်းထားတယ်ကျွန်တော်အမြင်ရဆိုရင် Chelsea အနေနဲ့ ball possession နဲ့ attacking တိုက်စစ်ပိုကောင်းပြီးတော့ Palmer နဲ့ Rogers ကြောင့် Pedro ဒီ3ယောက်တွဲတဲ့တိုက်စစ်ကောင်းမှာ Fulham defend အတွက်အန်ဒီဖြစ်နိုင်တယ်ခံစစ်အတွက်အန်ဒီဖြစ်နိုင်ဒါပေမဲ့ Fulham အနေနဲ့အိမ်ကွဲမှာ Chelsea ကိုမကြာသေးခင်ကနိုင်ထားတဲ့အတွက်ကြောင့် Chelsea ကတော့ Fulham ကိုလွယ်လွယ်နဲ့မနိုင်ဘူးဆိုတာတွေ့ရတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ Fulham တဂိုး Chelsea 2ဂိုး2ဂိုးတည်လည်းဖြစ်နိုင်တယ် Asian Handicap ရဲ့ခံမှန်းချက်ကတော့ဈေးကွက်ကတော့မတည်ငြိမ်သေးဘူးเนาะဈေးကွက်ကတော့အပြောင်းလဲရှိနိုင်တယ်အခုလောလောဆယ်ဒီနေ့နော်23ရက်နေ့ညနေခင်းအထိခံမှန်းချက်ကတော့ Chelsea အနိုင်မယ်တရေတဝက်ရှုံးပြီးတော့ Chelsea squad quality ပုံမြင့်တယ်ပါမာနဲ့ attacking ဖန်တီးမှုကောင်းတယ် Caicedo Enzo Fernandez ရဲ့ကွင်းလေလဲကောင်းတယ် Fulham နဲ့ attacking player ကစားသမားတွေအသစ်ဖြစ်တယ်နော်သူတို့ရဲ့ပြီးခဲ့တဲ့နှစ်တော့ကစားသမားဒီ Raul Jimenez နဲ့နော်ဒီရှစ်တန်းတိုက်စစ် Harry Wilson တို့တခြားအသင်းကိုရောင်းလိုက်ပြီဖြစ်တဲ့အတွက်ကြောင့်တိုက်စစ်ကတိတ်ကောင်းမှာမဟုတ်သေးဘူးအဲ့အတွက်ကြောင့်ပုံမလို့လုံချုံအောင်ကျွန်တော်တို့ရွေးချယ်ချင်တယ်ဆိုရင် Chelsea ZZ အဲ့ဒါကိုကျွန်တော်ရှောင်ဖို့ဖြစ်တယ် draw အပြေမထွက်နိုင်ဘူးဂိုးကတော့1.3ညအပေါ်ဖြစ်လိမ့်မယ်နောက်ဆုံးအနေနဲ့နော်ဂိုးခံမှတော့ Fulham တဂိုး Chelsea 2ဂိုးဖြစ်တယ် Asian Handicap ကတော့တရေတဝက်ရှုံးဖြစ်တယ်ပြီးတော့3ညကိုကျွန်တော်မလောင်ဖို့ဖြစ်တယ်ဂိုးကတော့အပေါ်1.3ညဖြစ်တယ်ဆိုတာကျွန်တော်အနေနဲ့တွေ့ရပါတယ်အဆုံးတိုင်အောင်နားထောင်ပေးတော့သူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel ကို like လုပ်ပေးဖို့ subscribe မလုပ်သေးလို့လုပ်ပေးဖို့နဲ့ဒီကြည့်ပေးတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်ပါတယ်